မိုင်ဆုံးခအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကလောမျိုးနီမြင်းကရွာထဲမှာရှိတဲ့ဧကကွက်ခြံလေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျခြံလေးကကျွန်တော်မြင်းကရွာကနေအနောက်ဘက်ကိုတက်လာလို့ရှိရင် 0.7 မိုင်တော့တက်လာရင်ကျွန်တော်တို့ခြံလေးကိုရောက်ပါတယ်ခင်ဗျခြံထဲအထိကျွန်တော်ကွန်ကရစ်လမ်းရောက်ထားပြီးသားဖြစ်ပါတယ်ခင်ဗျခြံလေးရဲ့အကျယ်ဝန်းက6 ဧကရှိပါတယ်ခြံလေးကစာရွက်စာတမ်းအနေနဲ့ကတော့ကျွန်တော်တို့ပုံစံခွန်ရမည်ပိုင်ရှင်နာမည်ပေါက်နဲ့ထွက်ထားတာဖြစ်ပါတယ်ခင်ဗျခြံလေးကိုကျွန်တော်တို့ရှိရောက်ပြီးသားဖြစ်ပါတယ်ခြံရဲ့ကိုပိုင်အဝေးစီးတွင်ရှိပြီးသားဖြစ်ပါတယ်ဗျခြံရဲ့မြေပြင်အနေထားရမ်းလာတယ်လို့ကျွန်တော်တို့ခြံအနေထားကိုခြံရန်နေမြင်ရတဲ့ကျွန်တော်တို့ဒီပတ်ဝန်းကျင်ရှုခင်းနေ360 degree view လောက်ကိုမြင်ရတဲ့ခြံလေးဖြစ်ပါတယ်ခင်ဗျမြင်းကမှာအခုနောက်ပိုင်းကျွန်တော်တို့ဒီလိုမြေနေရာကောင်းကောင်း area ချေနဲ့ဧကကွက်လိုက်ခြံလေးတွေဆိုရင်ကျွန်တော်တို့တော်တော်လေးကိုရှာရအတော်ခက်သွားပြီပေါ့နော်ခြံ area လေးတိတ်မရှိတော့တာလည်းပါတယ်ဗျဆိုတော့ဒီခြံလေးကလုပ်ငန်းလုပ်မဲ့လူကြီးမင်းတို့အနေနဲ့ဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုအတွက်ဝယ်ထားချင်တာပဲဖြစ်ခြေဝန်းတဲ့ area မှာရှိတယ်မြေပြင်နေထားလည်းကောင်းတယ် location အရင်မိုက်တယ် view ပတ်လည်း360 degree view အကုန်မြင်ရတဲ့ channel တစ်ခုဖြစ်ပါတယ်ခင်ဗျာသူကတော့လေကျွန်တော်ဒီ OC တောင်ကို channel နဲ့ပေါ်စီနဲ့ပြန်မြင်ရတဲ့ခံစားချက်လည်းရတဲ့ channel ဖြစ်ပါတယ်ခင်ဗျာသူပြင်ကျွန်တော်ဆောင်းနှဲဆိုရင်ကျွန်တော်ဒီ channel လေးကနေမြင်းကရွာပြီးတော့တိမ်မီလေးကို OC ကနေကောင်းကောင်းမြင်ရတဲ့ channel လေးတစ်ချမ်းဖြစ်တယ်ခင်ဗျာကဲလို့လူချင်းမင်းတို့အနေနဲ့ရှာနေတာလေးနဲ့ထပ်တူကြတယ်လူချင်းတဲ့ပုံစံအနေထားလေးနဲ့နှီးစပ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ account messenger ကနေဖြစ်ဖြစ်ကျွန်တော်ရဲ့ Viber number 0985649449ဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့ channel အသေးစိတ်ကိုမေးမြန်းလို့ရပါတယ်ခင်ဗျ channel လေးကိုအမှန်တကယ်စိတ်ဝင်စားတဲ့လူချင်းမင်းများကျွန်တော်ရဲ့account ကဖြစ်ဖြစ်ဖုန်းနံပါတ်ကဖြစ်ဖြစ်ဒီစိတ်သိချင်တာလေးရှိမေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျဝင်ရောက်ကြည့်ရှုပေးတဲ့လူကြီးမင်းတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးဝင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ